Hallo, guten Morgen, liebe Leute. Also momentan bin ich im Urlaub. Also heute, das Wetter ist wunderschön und ich mache eine kurze Ausflug nach Feldberg. Hallo, Miminglawa. Da habe ich noch nicht in die Japan. Die Ehe habe ich noch nicht in die Japan. Gut, genau. Die ne Paye so. Ich noch nicht da hinter der Mio, no. Gut, da mache hinter der Mio ne. နိုင်ဝဲကြော်သွားမှာပေါ့နော်အရင်ဆုံးယထာစီးမယ်ယထာစီးပြီးရင်ဘတ်စကားစီးမယ်ပေါ့နော်ဘတ်စကားစီးပြီးရင်တော့အဲ့ဟိုတကယ်တောင်ထိပ်ပေါ့နော်အဲ့ Feldberg ဆိုတဲ့တောင်ထိပ်ကိုရောက်မယ်ပေါ့နော်အခုကျွန်တော်ဒါကတော့ကျွန်တော်နေတဲ့နေရာပေါ့နော်အခုကတော့ဘတ်စကားမှတ်တိုင်မှာရောက်နေတယ်ပေါ့နော်အခုကလမ်းလျှောက်ရင်တော့ရတယ်ဒါပေမဲ့ဘတ်စကားလဲလာမှာဆိုတော့ကျွန်တော်ဘတ်စကားပဲစီးလိုက်တော့မယ်ဘတ်စကားစီးပြီးတော့မှယထာဘူတာသွားမယ်ယထာဘူတာရောက်မှယထာစီးပြီးတော့မှယထာကိုတမတ်တိုင်ပဲစီးရမယ်တမတ်တိုင်စီးပြီးရင်ပြန်ပြီးတော့မှဘတ်စကားပြန်စီးရမှာပေါ့နော်ဆောင်းလာပါပြီလို့ဟောတော့ယထာဘူတာရောက်ပါပြီလို့ယထာစောင့်မယ်ထားလာပါပြီလို့ဒီယထာစီးမယ်တမတ်တိုင်ပဲစီးရပါမယ်ဒါပေါ်ရောက်ပါပြီလို့တမတ်တိုင်းနဲ့စီးရမယ် Neustadt. Nächste Station Titisee. Sehr geehrte Reisende, bitte achten Sie in Titisee auf Gleis 2-3 auf den Höhenunterschied in der Mitte des Bahnsteigs. Hier dabei. Ah, okay. Ich habe Gingerbread. Ich habe in meinem Jahr in Kanada kein einziges Mal gemacht. ဒီဈေးကိုရောက်ပါပြီလို့ဒီမှာဒါဒီဈေးဆိုတော့မှတ်တိုင်မှာဆိုဒီမှာဆင်းပြီးတော့မှနောက်ထပ်ဘတ်စကားပြန်စီးရပါမယ်ဒီဈေးဒီမှာဘတ်စကားကိုမိနစ်10မိနစ်လောက်စောင့်ရပါမယ်အဲ့ဒီမှာဘတ်စကားလာပါမယ်ဒါမှတ်တိုင်မှာမလာပါဘူး Feldberg ကိုသွားမယ်ဘတ်စကားလာပါပြီဒီဘတ်စကားစီးရမှာပါ15မိနစ်20လောက်တော့စီးရပါမယ်ဘတ်စကားကိုရောက်ပါပြီစကားကိုရောက်ပါပြီဒီမှာဘတ်စကားစီးတဲ့ကမှာဒီ Deutschland ticket လို့ခေါ်တဲ့ဒီ DB ticket ပေါ့နော်အဲ့ ticket လေးရှိရဲဆိုရင်ဘတ်စကားတွေရထားတွေကို free စီးလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်လကိုသူက58 euro လောက်တော့ပေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒါဝယ်ထားတယ်ဆိုရင်အဲ့ Deutschland ticket ဆိုတဲ့ဟာရှိတယ်ဆိုရင်ဒီမှာဘတ်စကားတွေဒီရထားတွေပေါ့နော်ရထားကလည်းရိုးရိုးရထားပေါ့အဲ့ရိုးရိုးရထားတွေဆိုရင် free စီးလို့ရပါတယ်လို့နော်အဲ့ဒါတွေကအခမဲ့ပေါ့အဲ့ ticket ရှိတယ်ဆိုရင်အခုသွားပါမယ် Feldberg ကိုသွားမယ်အခု
Felbek ကိုရောက်ပါပြီလို့နော်ဒါ Felbek ပါဒီလမ်းလျှောက်မှာကဒီတောင်ပေါ်အထိပ်ကိုရှောက်မယ်နော်ဒီအပေါ်ထိပ်ကိုရှောက်မယ်ဒီအပေါ်ဘက်ကိုရှောက်ပါမယ်လို့ခဏနေအဲ့ဘက်ကိုရှောက်မယ်ဒါတော့ Felbek ရဲ့ဒါရှိကပိပေါ့နော်ရှိကပိဆိုတာဒီမှာဘယ်လိုပြောမလဲနှင်းလျှောစီးတဲ့ဟာတွေလောက်တဲ့နေရာပေါ့နော်ဒါပေမဲ့အခုကတော့နှင်းမကြသေးတော့ဒီမှာကတော့ဘာမှမရှိသေးဘူးเนาะတကယ်ဆောင်းရသည်ရောက်တဲ့ချိန်ကျရင်ဒါတွေအကုန်လုံးကနှင်းတွေပဲဖွေးနေတာပေါ့နော်နှင်းတွေအကုန်လုံးဖုံးနေတာပါလို့ကဲအဲဆိုရင်ဟိုအပေါ်ထိပ်ကိုလမ်းလျှောက်ကြမယ်เนาะဒီအပေါ်ထိပ်ကိုလျှောက်မယ်ဒီမှာကြည့်ပါလို့ဟိုမှာ ups down နဲ့နေမြင်နေရတယ်လို့เนาะဒီနေ့ကလည်းတိတ်မြူဘာလို့ဘယ်လိုပြောမလဲအေးမြူမဆိုင်ဘူးလို့ပဲပြောရမှာပေါ့အဲကြောင့်မလို့ဟိုမှာ ups down နဲ့နေမြင်နေရတာအပေါ်ထိပ်ရောက်ရင်ပြန်ပြီးတော့မှရိုက်ပြမယ်တော်တော်လေးကိုလှတယ်ရတာဓာတ်ပုံထဲမှာတိတ်မကြည့်ဘူးอ่ะဒီမှာ Alps Town ကနေမြင်ရပါတယ်ဒါ Alps Town ကနေပေါ့နော်ဒီနေရာတွေကဒီကနေ Alps Town ကနေမြင်ရတယ်တော်တော်လှတယ်ဆိုတော့တောင်ထဲမှာတက်နေပါတယ်လမ်းလေးကနေသွားမယ်။အဲတော့နည်းနည်းကျန်နေဒါပေမဲ့ကျန်တော့သွားဘူးလို့ဒီကနေသွားမယ်။ကဲအပေါ်နောက်ရောက်လာပြီလို့စပင်းရလည်းထောင်းကုန်ပြီ။တွေ့ပါလားလို့မှာအနောက်မှာကျတော့သူရဲ့ပုံကတော်တော်လေး view ကတော်တော်လေးကိုမိုက်တယ်လို့ပြီးရင်ဒီဘက်အဲ့နားထိသွားမယ်အဲ့အပေါ်တက်ရင်တော့ပတ်စံပေးရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ပေါ်မတက်တော့ပါဘူးလို့ပတ်စံကုန်လို့ဒီတိုင်းပဲအဲ့ဘက်ထိလမ်းလျှောက်မယ်ကဲတောင်ထိပ်ပိုင်းကိုရောက်နေပါပြီလို့အခုဒီနေရာတွေ့တယ်မလားအဲ့ဒီတော့မသွားတော့အခုကဒီဘက်ချမ်းကိုလျှောက်မယ်နော်အဲ့ဘက်နားလေးကိုလျှောက်မယ်ဒီဘက်နားလေးကိုလျှောက်မယ်တော့လာတယ်လို့တော့လို့နွားတွေမယူရိုကနွားတွေပါလို့ကြီးယူရိုကနွားတွေပါလို့Aber in Schweiz haben wir nicht immer kein Kleider. Genau, das hat der Wolfgang auch schon gesagt. Ja, genau. Auch das ist nur, ich war schon bei meinem Nachbarn mit Kleinen. ဒါတော့ဒီနေ့ခရီးရဲ့အမြင့်ဆုံးနေရာပါပဲလို့ Felbek ရဲ့အမြင့်ဆုံးနေရာ view ကတော့တကယ်မိုက်တယ် Alps Town နဲ့ဒီကနေထင်းထင်းသားသားကိုမြင်နေရတယ်လို့ကဲဒီနေ့ခီးစဉ်ကတော့ဒီလောက်ပါပဲလို့ဒီ Felbek ရဲ့တောင်အပေါ်ဆုံးရှိတဲ့နေရာထိကိုရောက်လာပြီးပါပြီလို့အခုတောင်ကိုပြန်ဆင်းမယ်ပြီးရင်ပြန်မယ်အားလုံးပဲကျေးဇူးများတင်ပါတယ်လို့တတား